brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့က YC မှာရှိတဲ့ Diamond 4911လုံးနဲ့ Attack on Titan Skin ကိုပေါက်သွားမှာပဲဖြစ်ပါတယ်ကဲဆိုတဲ့အတွက်ကြောင့်မလို့ Diamond တွေဘယ်လောက်ကုန်သွားပြီးမှ Attack on Titan Skin တကောင်ကိုရမလဲဆိုတော့ကိုသိချင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ဖို့ပြောချင်ပါတယ်ဒါနဲ့ခဏလေးနေအောင် brother တွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးတွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့်ဆက်ဆက်လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲ Diamond 4911လုံးနဲ့ Attack on Titan Skin ကိုစာပြီးတော့ဖောက်လိုက်ကြရအောင်ကောင်းကြီးတို့ရေ TikTok နဲ့ YouTube ပေါ်မှာသူများတွေတင်နေတာတော့တွေ့တယ်Attack on Titan Skin တကောင်ကိုတန်draw နဲ့ရသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်ကဲဆိုတဲ့အတွက်ကြောင့်မလို့ပထမအဆုံးတန်draw မှာတော့ coin က100ကျော်လောက်တော့ရလိုက်တယ်မစိုးဘူးအဲ့လောက်ဆိုရင်ကျွန်တော်တို့ skin တကောင်ရဖို့ဆိုတော့တော်တော်လေးမှအခွင့်အရေးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တန်draw မှာလည်းကျွန်တော်တို့နောက်ထပ် coin 20အပါအဝင်တခြား coin လေးတွေပါထပ်ရတာဖြစ်တဲ့အတွက်တော်တော်ကြီးမှတန်နေပါပြီကဲဆိုတဲ့အတွက်ကြောင့်မလို့နောက်ထပ်တန်draw ကို AC လေးနဲ့ကိုဆွဲမယ်ကောင်းကြီးတို့ကဲဆိုတော့ဒီတစ်ခါတော့ကြည့်ရမယ်ဆိုအိုး coin 20ကနှစ်ခါတော့ပါတယ် Oh my god အဆင်ပြေတဲ့ကောင်းကြီးတို့ကဲဆက်ပြီးတော့နောက်ထပ် diamond လုံး450တုံးပြီးထပ်ဆွဲမယ်ကောင်းကြီးတို့ okay AC လေးပဲဟဲမယ်ကောင်းကြီးတို့ကွိုင်းရမပေးတော့ဘူးလို့နော်မတော်ကစားပြီးတော့လောက်လာပြီကွိုင်းရတော့453ခု diamond က3110လုံးကျန်နေတယ်ကဲနောက်ထပ် 10 ထပ်ပြီးဆွဲမယ်ပါပေးမလဲ Oh my god မပါတော့ဘူးပေါ့နော်ကွိုင်းရနည်းနည်းလေးပဲပေးတော့တယ်လို့ကွိုင်း20တောင်မှမပါတော့ဘူးနော်ကဲဆိုတော့ထပ်ဆွဲပါမယ်ကဲရော့အမဘလောက်ပေးမယ်အဲ့ဒါမျိုးလေးပဲပေးအဲ့ဒါမျိုးလေးကိုပဲလိုချင်တာကောင်းကြီးတို့ကဲဆိုတဲ့အတွက်ကြောင့်မလို့ကွိုင်းရတော့656ကွိုင်းပြသွားပြီ diamond က2211လုံးကျန်နေတယ်ကဲလက်ဆက်ကိုကောင်းကြီးတို့ရေရော့အမပါတယ်မပေးဘူးလို့နော်ငါစိတ်ညစ် emote တွေပဲပေးတယ်နော်ကဲဆိုတဲ့အတွက်ကြောင့်မလို့ထားလိုက်တော့ကဲနောက်ထပ်တန်တော့ကိုဆွဲလိုက်တယ်ဆိုရင်ပဲစကင်မဟုတ်ပါ emote တွေဘာလို့ရမှာလဲလို့စကင်လေးပြီးနော်စကင်လိုချင်တာကိုကြီးကစကင်လိုချင်လို့ဒီအပေါက်ဖောက်တာ emote လိုချင်လို့ပေါက်တာမဟုတ်ဘူးလေနော်ပြောရင်းနဲ့ငိုချင်လာပြီကောင်းကြီးတို့ရေနော်တိုင်းမို့ကဘယ်တော့မှမကြံတော့861လုံးနဲ့နော်ကွာရ899ခုပဲရတယ်ကဲနောက်တန်ဒရောကို easy လေးနဲ့ကွာရတော့ပြီးတော့ပေးရှာပါလေဒါပေမဲ့လေမတတ်နိုင်ဘူးနော်ကောင်းကြီးတို့ကဲဆိုတော့ကြောင့်မလို့ကျွန်တော်ဒီမှာ draw reward လေးနည်းနည်းယူလိုက်မယ်ပေါ့နော် diamond ကကြောက်ရှိမှာ430လုံးပဲကျန်တော့တာဆိုတော့ဘလုံးမှထပ်ပြီးဆွဲဖို့မလောက်တော့ဘူးပေါ့နော်ကဲဆိုတော့ free တုံရင်တကက်နဲ့ diamond 405လုံးနဲ့ကျွန်တော်တန်တော့ထပ်ပြီးဆွဲပါမယ်ကောင်းကြီးတို့ကဲဆိုတော့ easy လေးပဲအိုး coin 300တော့ပါတယ်မစိုးတန်တယ်ဒီကောက် draw နည်းနည်းတန်တယ်ကောင်းကြီးတို့နော်ကဲဆိုတော့ coin ကကျွန်တော်ရှိမှာ1143ခုရှိသွားခဲ့ပြီ coin 1200ပြေကိုနည်းနည်းလေးပဲလိုတော့ဆိုတဲ့အတွက်ကြောင့်diamond ထပ်ဖြည့်ပါမယ်ကဲဆိုတော့ diamond ဖြည့်ရင်တော့ဒီစကင်ကရဖို့တော့မမြင်တော့ဘူးပေါ့နော်တကောင်ကတော့တေချာပေါက်ယူမှဖြစ်မှာဘာလို့ဆို free တုံးရင် fake 1နဲ့ fake 2ကြလို့ရှိရင်တကောင်လေးထပ်ယူမှာဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကဲအခုတစ်ခေါက်ကိုတော့ကျွန်တော် diamond 250ဖြည့်လိုက်ပါတယ်ကဲတော့ကျွန်တော်ဖြည့်လိုက်တဲ့ diamond 250ကစကင်ကောင်ရဖို့လုံလောက်ပါသေးလို့ပဲကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်ကဲ one dot ကိုတော့ကျွန်တော်နေ့စဉ် short လေးနဲ့ diamond 25လုံးဆွဲလိုက်တယ်ဆိုရင်ပဲ coin က20ပြီးတော့ကျေးဇူးတင်တာပေါ့မို့တို့ရေလို့နော်ကဲဆိုတော့နောက်ထပ် diamond လုံး50သုံးပြီး one dot ကိုဆွဲလိုက်တယ်ဆိုရင်ပဲငါ5ခုတဲ့နော်ကဲဆိုတော့1168ခုတော့ဖြစ်သွားပြီကဲထပ်ဆွဲမယ် easy လေးပဲဟဲ့8ခုတဲ့ okay အဆင်ပြေတယ်1186ခုဖြစ်သွားပြီနောက်ထပ်1 draw လေး easy လေးပဲဟဲ့မယ် okay 15ခု easy လေးပဲဟဲ့မယ်ကောင်းကြီးနောက်ထပ်1 draw လောက်ဆိုရလာပြီကောင်းကြီးရပြီဗောနောက်ထပ်10ခုပဲလိုတော့တာကောင်းကြီး9ခုပဲလိုတော့တာ okay နောက်စကူ9ခုလေးပဲပြီးဟာဟဲ့အောင်ကြီးဘာကြီးတော့10ခုပဲပြီးတယ်လေငါအဲ့လိုကြည့်ကြမပြောတော့ coin 1200ပြည့်ပေါ့တ coin လေးပဲလိုတော့တာလေကွာမင်းတို့အဲ့လိုကြည့်တော့မရက်စက်တင်ဘူးလို့တော့ထင်တာပဲကောင်းကြီးတို့ရာနော်ကျွန်တော်အဲ့လိုကြည့်ကြမပြောတော့ဘူးတကယ်ပါကွာကဲဆိုတော့ဒီက1တော့ထပ်ပြီးတော့ဆွဲထိုက်ပါမယ်ဟုတ်နော်ကဲ15ခုစောစောလေးက15ခုပေးလို့ရှိရင်ပြီးနေတဲ့ကိစ္စမို့တော့ဖြီတာသမျှ diamond မကုံအောင်ပေါ့နော်မပြောတော့ပါကောင်းကြီးတို့ရာကဲဆိုတော့ကြောင့်မလို့ဒီခေါက်တော့ကျွန်တော်ဒီ Levi ရဲ့ skin ဖြစ်တဲ့ဒီပါလေ Marty ရဲ့ skin ကိုယူလိုက်မယ်ဗျာFanny နဲ့ရှင်ရဲ့ skin ကိုတော့ကျွန်တော် Fake 2 Fake 1နဲ့ Fake 2မှာယူသွားမယ်အဲ့ကြိုင်လည်းကျွန်တော်ဖောက်တဲ့ကဗီဒီယိုလေးတင်ပေးမယ်ပေါ့နော် case တဲ့အတွက်ကြောင့်မလို့ခုလောလောဆယ်တော့ကျွန်တော်ရှိမှရှိတဲ့ diamond တွေအကုန်လုံးပြောင်းတလင်းခါသွားအောင်ဒီ event မှာတုံးလိုက်ပြီးတော့နောက်ဆုံးမှာတော့ကျွန်တော်ဒီ Marty ရဲ့ skin ကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်စကင်ကလာဆိုတော့လာတာပေါ့ကောင်းကြီးတို့က diamond ကရှိသမျှအကုန်ကိုပြောင်းတာ4900ရဲ့ diamond 4900ရဲ့250ဆိုအောင်မလီကောင်းကြီးတို့ရေ9000ကျော်တော့သွားတယ်ကောင်းကြီးတို့ကဲဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကဲဆိုတဲ့အတွက်ကြောင့်မလို့ဘာလုပ်မလဲဆိုတော့အခုချိန်မှာဆိုတော့
Diamond 9000ကျော်သုံးထားတဲ့ skin ကိုကျွန်တော်တို့ skin animation effect တစ်ချက်ကြည့်မယ်ကောင်းညခဏနေ Diamond 9000ကျော်သုံးထားတဲ့ skin ဆိုတော့နည်းနည်းပျောက်တော့ပျောက်နေဘယ်ရောက်သွားလဲဒီမှာခဏနေဒီမှာ okay ဆိုတော့အဲ့ skin နဲ့ကျွန်တော်တို့ဆွဲသွားမယ်ကောင်းကြီးတော့ skin animation effect ဘယ်လောက်လှလဲဆိုကြည့်မယ် display animation effect ကတော့ရှေ့မှာ skin ယူပြီးတဲ့ brother တို့လည်းမြင်တွေ့ခဲ့တဲ့အတိုင်းပဲပေါ့နော်မုံတုံးကလည်းနော်ခုနကတည်းကတစ်ခုလေကွိုင်းလေးတစ်ခုပဲလိုတာထပ်ပြီးတော့ဖြည့်ပေးလိုက်လို့ရှိရင်ကြားကြိုက်မှာဆိုလို့လားမသိဘူးနော်ကိုရီအဲ့လောက်ကြီးကြမပြောတော့ okay ဆိုတော့အတွက်ကြောင့်လို့ဒီ skin တော့ကျွန်တော်ထုံးစံအတိုင်းပဲ basic attack scale 1 scale 2 ultimate ဆိုပြီးစမ်းသပ်သွားမှာပဲဖြစ်ပါရဲ့ကဲဆိုတော့ skin ရဲ့အနေအထားဘယ်လိုလေးရှိလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်မယ် basic attack ခုတ်လိုက်ပြီဆိုလို့ရှိရင်တော့အခုလိုမျိုးအယောင်တလတ်ထနေတဲ့ဓာတ်ခုတ်ချက်တွေနဲ့အတူတူပေါ့နော်ကျွန်တော်တို့တော်တော်လေးကိုမှလှပပြီးတော့မိမိုက်နေမှာပဲဖြစ်ပါတယ် scale 1ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးအားရစရာကြီး scale effect တွေနဲ့အတူတူကျွန်တော်တို့တော်တော်လေးကိုလမ်းတာကိုလည်းတွေ့ရပါတယ်ကဲskin 1ကတော့ဆိုရဲမြင်တွေ့နေရတဲ့အတိုင်းတော်တော်လမ်းနေကြဆို skin 2ကို show အမလေးကောင်းကြီး skin 2ကပြောမယ်ဆိုကောင်းကြီးတို့ဒီ skin effect ကနှစ်ဆင့်ဖြစ်သွားတယ်ပေါ့နော်နှစ်ထပ်ဖြစ်သွားတဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်ပြမယ် brother တို့ပြမယ်ရောအမ skin 2ကြည့်တော့ oh my god တလားနှစ်ထပ်ဖြစ်သွားတဲ့ပုံစံမျိုးကြီးကောင်းကြီးအဲ့ဒါကြီးတော့ကျွန်တော်အနေနဲ့တော်တော်ကြီးကိုမှအားရပါတယ်ကောင်းကြီးတွေကဲဆိုတော့ ultimate ကိုတစ်ချက်ကြည့်မယ်ကောင်းကြီးတို့ ultimate ပဲကျန်တော့တာ ultimate ပဲကျန်တော့တာကျန်တာဘာမှမလို့တော့ကောင်းကြီးရော့အမ ultimate ရော့ oh ရောင်ကြီး ultimate အခုမှ3ဟိုဟိအောင်ကြီး ultimate ကလည်းမစိုးပါဘူးကောင်းကြီးတို့ပြောမယ်ဆိုတော့ဒီ skin တစ်ကောင်လုံးကကျွန်တော်အနေနဲ့အားရဆုံးအပိုင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ skin 2ကိုတော်တော်လေးကိုမှသဘောကျတဲ့ကောင်းကြီးတို့နော်ဒါကနှစ်ဆင့်ဖြစ်သွားတဲ့ပုံစံ effect ကြီးကတော်တော်လေးမှလှပါတယ်ကဲ ultimate ကလည်းလှတင်တဲ့လောက်တော့လှပါတယ်ကဲ straight အတွက်ကြောင့်တော့ဒီနေ့ဒီနေစမ်းမအောင်ဟီးရိုးနာမည်ကလည်းမေ့တယ်ကွာအေးမာတင်ရဲ့ skin ကတော့ကျွန်တော် Diamond 9000ကျော်နဲ့ရရှိခဲ့တဲ့ skin ပဲဖြစ်ပါတယ်ဒါ free တောင်းနေလုံးဝမပါပါဘူးကျွန်တော်အနေနဲ့ Diamond play နဲ့နေဖောက်သွားရတာပဲဖြစ်ပါတယ်ဆိုတော့ brother တို့ရောဒီ skin ကတန်လားမတန်လားဘယ်လိုမြင်လဲ comment လေးမှာတစ်ချက်လောက်မှန်းခဲ့ပေးပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးလိုက်ကြည့်ပြီးကြလို့အားလုံးပဲစောကြည့်ပဲကြည့်ထိပေါက်ကြပါသည်ဗျ